Animal Restaurant ဂိမ်းတွေအားလုံးထဲမှာဒါလူကြိုက်အများဆုံးအောင်မြင်ဆုံးနဲ့ကမ္ဘာပေါ်မှာလူစော့အများဆုံးဂိမ်းလို့တောင်မှကွာသူတို့တင်စားကြတယ်။ Wow လမ်းပေးကကြောင်လေးတစ်ကောင်ဒါခေါ်ပြီးမွေးစားလိုက်တယ်။မွေးစားပြီးတော့အဲ့ဒီကြောင်လေးတော့ဒါဆိုင်ဖွင့်ပေးပြီးတော့ဒါစော့ရမယ်ဂိမ်းလေးပေါ့နော်။ဒီဂိမ်းထဲမှာဆိုရင်လာပြီးတော့စားမယ်ဧည့်သည်တွေကလည်းကွာဒါဒီထဲမှာတောရိုင်းတရိတ်ဆန်လေးတွေပဲပါမှာအရန်ကိုချစ်ကိုကောင်းတဲ့ပုံစံလေးနဲ့ဖန်တီးထားတယ်။ဒီထဲမှာဘာလို့ပေးရမလဲဆိုရင်လာတဲ့ဧည့်သည်တောရိုင်းတရိတ်ဆန်လေးတွေကိုကွာအစားဟင်းတာလေးချပေးတာတို့နောက်တစ်ခုကကြတယ်သူတို့ပေးတဲ့ပတ်စံတွေတိန်းတာတို့ဒါလေးတွေကိုပြုလုပ်ရမယ်နောက်တစ်ခုပြောရမယ်ဆိုရင်ဒီထဲမှာလက်တာစုရတဲ့အပိုင်းပါတယ်အဲ့လက်တာစုရတဲ့အပိုင်းဒါစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကြောင်စာပို့တဲ့ကြောင်လေးတစ်ကောင်ရှိမယ်အဲ့ကြောင်လေးကနေပြီးစာရေးလာပို့မယ်အဲ့ဒီစာကနေမှာဗာသိနိုင်မလဲဆိုရင်ဒီထဲမှာလာပြီးတော့စားတဲ့character လေးတွေကွာအဲ့တဲ့တရိတ်ဆန်လေးတွေအဲ့တရိတ်ဆန်လေးတွေရဲ့ဒီသူတို့ရဲ့ history and secret သူတို့ရဲ့အကြောင်းလေးတွေကိုဒီလက်တာကနေမှာတစ်စင်သိနိုင်မယ်